အတ္တနာတရှင်နာတရားကောင်းတဲ့အမှတ်60နဲ့နှစ်26ရက်6လ2026ဒီတခါလဲမရပူရာမြို့မာကန္တာဦးကျောင်းတိုက်တုံးကအကြောင်းလေးနဲ့ပဲဆက်ဆက်ပြောပါမယ်။ဒီနေ့တော့ဥပုံနေစာချနားတဲ့ရက်မှုဘုန်းကြီးဟာကျောင်းကကိုရင်တစ်ပါးရဲ့သင်္ကန်းကိုဘုန်းကြီးအားချီနဲ့ချင်းနေတဲ့တွေတော့ချုပ်ပေးတယ်။အဲ့ဒီချင်းနေတဲ့အားချုပ်ဆက်တွေကဆရာတော်ကြောင့်နဲ့နည်းနည်းနီးတယ်။ဆရာတော်ကတန်ကြားတော့လှမ်းော်ပြီးပြောတာဘာလို့နဲ့ကိုတော်ကတကူကောင်းဌာနလားတဲ့ဒီနေ့ကဥပုသ်နေ့ဆိုတော့ကျောင်းဝေယဝိဇ္ဇာအများနဲ့ဆိုင်တဲ့တာဝန်တွေလောက်ရတတ်တယ်အဲ့ဒါကိုရွယ်ပြီးတော့ဆရာတော်ကပြောတာဒါပေမဲ့လို့ဘုန်းကြီးရွယ်ချက်နဲ့ဆရာတော်ပြောတာနဲ့ကတော့လုံးဝမတူညီဘူးဘုန်းကြီးကတက်မဲ့ကိုယ့်ပစ္စည်းနဲ့တက်ကုသိုလ်ယူပြီးတော့ကိုယ်တစ်ပါးရဲ့သင်္ကန်းကိုချုပ်ပေးတာဒါဘုန်းကြီးရဲ့စိတ်စေတနာပြောတာပါဒါဘုန်းကြီးမှာပေါ်များမဟုတ်ပေမဲ့လူအသတ်တဲ့နဝကမ္မလေးကြုံတဲ့အခါအဲ့လိုကိုလည်း300ကိုเจ้าကအများလဲ300အောင်ဆိုပြီးတော့အချီလေးဆောင်းထားတဲ့အဲ့ဒါနဲ့ဘုန်းကြီးကချုပ်ပေးတာပါအဲ့ဒါမဲ့လို့ဆရာတော်ကသူ့ဘာသူပြောပြီးတော့သွားတာပါဘုန်းကြီးစီလာပြီးတော့အကျိုးကြောင့်ပြောရင်တော့အကျိုးကြောင့်ပြန်လျှောက်ရတာကြီးကြုံမှာပေါ့လေအဲ့ဆိုလိုတာကတော့ဘုန်းကြီးကဒါနကုသိုလ်ပဲဖြစ်ဖြစ်ဝေယဝိဇ္ဇကုသိုလ်ပဲဖြစ်ဖြစ်အဲ့ဒါကိုလေကိုတတ်နိုင်သလောက်ကိုလက်လမ်းမိသလောက်လေးလောက်တတ်ပါတယ်အဲ့တော့ဒကာမတို့တွေလေကိုသားသမီးကိုမိသားစုကျွေးတာတောင်းမှဝိจิตတန်းကြီးမဟုတ်ဘဲနဲ့ပြုတဲ့မြတ်မြတ်တဲ့မေတ္တာသရဏာနဲ့ကျွေးရင်ဒါနကုသိုလ်ဖြစ်နေတာပဲဘယ်လိုကျွေးတဲ့နှုံဆိုတော့ငါသားသမီးတွေဒါလေးသာပြီးတော့ကြမ်းပါပါစေချမ်းသာပါစေလူလားမြောက်နိုင်ပါစေတို့ဘုငါမိသားစုဟုတ်လားကောင်းမွန်လေးစားရပြီးစိတ်ချမ်းသာကိုယ်ချမ်းသာချမ်းမာနဲ့လောက်ကင်နိုင်ကြပါစေဆိုတဲ့ဖြူတင်မြင့်မြတ်တဲ့မေတ္တာနဲ့ချက်ပြုတ်ကြွေးနေတာကိုကလည်းဒါကုသိုလ်တရားတွေဖြစ်နေတာပဲအဲ့လိုမဟုတ်ဘဲနဲ့သာသမီထူပါတော့ငါးတကောင်အစာကျွေးတယ်လို့ခိုင်းစားဖို့ဆိုတဲ့သဘောမျိုးနဲ့ကျွေးတာတော့လေမဖြစ်တင်ဘူးပေါ့တချို့ကြတော့လေအဲ့ဒါရဲ့ဆန့်ကျင်ဘက်ငါနေတို့လောက်စားဘယ်တော့မှမမျှော်လင့်ဘူးငါပလာငါသေးငါဘာငါရှားစားမှာတဲ့တချို့ကလည်းအဲ့ဒီလိုမာနာကြီးပြီးတော့ပေါ့ကျေသူကံစကားပြောတတ်တယ်အဲ့လိုလည်းမပြောသင့်ဘူးဘယ်လိုပြောသင့်လို့ဆိုရင်ကိုသားသမီးလိမ္မောင်ကိုသားသမီးယဉ်ကျေးအောင်ပြောရမှာကငါသားကြီးရဲ့အမေဘာတွေလှုပ်ကြွေးမှာတော့ငါသမီးကြီးရဲ့အမေဘာတွေလှုပ်ကြွေးမှာတော့သူ့လုံးသာသားခြင်းလို့ဆိုတာတဲ့ကိုသားသမီးမိဘမေတ္တာတွေမိဘကျေးဇူးတွေတိတ်တာပြီးတော့လိမ္မာရင်ကျေးတဲ့သူဖြစ်အောင်ကိုသားသမီးလေးတွေလူကောင်းဖြစ်လာအောင်ဆိုတဲ့ဖြူပြင်းမြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အဲ့လိုပြောတာကတော့ပြောတဲ့နဲ့ဒါမှလည်းမိဘနဲ့တသမီးအပြန်လန်မေတ္တာကရုဏာတော်တွေမေတ္တာကရုဏာတွေကျေးဇူးတွေတိတ်တာကြမှာအဲ့ဒီလိုတိတ်တာပြီးတော့သာသမီးရလည်းမိဘယူသေးလေးသာမိဘလည်းသာသမီးကိုဂုဏ်ပြုလေးသာအဲ့လိုလားနေကြမယ်ဆိုရင်ဒီမိသားစုကတကယ်ရင်ကျေးသိမ်မွေးတဲ့မိသားစုဖြစ်ပြီးတော့မိဘဖြစ်ချင်သလိုဖြစ်နိုင်ခွင့်ရှိတယ်ဘာဖြစ်လို့ဘုန်းကြီးကအဲ့လိုပြောရတာတော့ဆိုရင်ဘုန်းကြီးမိဘတွေကအဲ့လိုမိဘတွေဆိုတော့အဲ့လိုပုံစံတွေကဘုန်းကြီးတို့မှပေါ်နေတာဒါကြောင့်မို့ဒကာမတို့တွေလေကိုနှုတ်စိတ်ကိုရင်ကျေးအောင်ဟ
ဟုတ်လားကိုယ်သားသမီးလေးတွေကိုလည်းမေတ္တာသရဏနဲ့ပြုစုကြမယ်ဆိုရင်ကိုယ်ကိုယ်တိုင်လည်းကိုယ်ကိုယ်နှုတ်စိတ်ကိုယဉ်ကျေးတဲ့သူဟုတ်လားကိုယ်ကိုယ်ကိုယ်နှုတ်ကိုကိုယ်စိတ်ကိုအကုနိုင်တဲ့သူဖြစ်နိုင်ခွင့်ရှိတယ်ကိုယ်သားသမီးလေးတွေလည်းလိမ္မာယဉ်ကျေးပြီးတော့သူတို့ကိုနှုတ်စိတ်ကိုအကုနိုင်တဲ့သူဖြစ်နိုင်ခွင့်ရှိတယ်အဲ့လိုဆိုရင်ဘုရားရှင်ဟောတဲ့အတ္တယတနောနာတော့ကိုယ်ကိုယ်သာလင်းကိုယ့်ရဲ့အစစ်ဆိုတာဒကာမတို့တွေရနိုင်ခွင့်ရှိတယ်ဒါကြောင့်မို့ဘုန်းကြီးအဲ့တုန်းကဘယ်လောက်ကိုလိမ္မာရင်ကြီးအောင်ကြိုးစားခဲ့တယ်ဆိုပေမဲ့တို့အဲ့လိုလိမ္မာရင်ကြီးခြင်းအပြင်အတ္တယတနောနာတော့အထုံးတိုင်းရင်ကြီးတဲ့အဖြစ်ရောက်ပြီးတော့အနတ္တအစိုးမရကနေအတ္တအစိုးရတဲ့အဖြစ်ရောက်မယ်ဆိုတာမသိနိုင်ခဲ့ပါဘူးဒါကြောင့်မို့ဒကာမတို့တွေလည်းအဲ့လိုမဖြစ်ရလေအောင်ကိုယ်သားသမီးပြုစုလုပ်ကြွေးခြင်းဖြင့်ကိုယ်ကိုယ်နှုတ်စိတ်တွေယဉ်ကျေးအောင်လက်ချင်းကိုယ်ကိုယ်နှုတ်စိတ်အစိုးမရတာကနေအစိုးရအတ္တဟုတ်လားအစိုးမရအနတ္တကနေအစိုးရအတ္တဖြစ်ပြီးတော့မသေးခင်အရှင်လက်လမှာပဲဟုတ်လားအရဟတဘုတိုင်းရင်ကျေးသူအစိုးမြအနတ္တကနေအစိုးရအတ္တအဆုံးတိုင်းရင်ကျေးသူတွေဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုပြီးတော့ရနာလိုက်ပါတယ်